အမေစမုတ်တယ်နေဒီရောက်နေတာကို ဘာစမုတ်တယ်လဲရှင်လူမားနေပြီ ဘာလူမားစရာကြောက်ကြည့်လို့နေငါဈေးထဲမှာတွေ့တာလေအထုပ်တွေလေမနိုင်လို့လေဘာထုပ်တွေမနိုင်လို့တဲ့ပဲအဲ့ဒီတန်းနဲ့တော့ပြောသေးတယ်လေ ဟာမပြောပါဘူး ဘာပြောပါဦးအမလေးဒီယုံကြီးကငါလူချီဝါတော့မှတ်မိတယ် โอ้ခွေးကွာလည်းတက်မှာ ဒီပုံစံဘယ်လိုလုပ်ခွေးရနိုင်မှာတော့ငါမင်းရလေ မနိုင်တော့ဘူး ဟာဘာဖြစ်တာလဲကွာ ကျွန်တော်လည်းခင်ဗျားလိုပဲလေသူ့မြင်မှုတယ် ဟောတော့အော်တော့ မြင်မှုပါဘူး မြင်မှုပါတယ်ရင်းနှီးမြင်မှုတယ်ဟုတ်တယ်မလား ဟာရှင်လေလူလူမရှားနာမည်လူမရှားတဲ့ရုပ်ချက်စင်နာနေမှာပါ ဟုတ်မှာကွာငါမိမနဲ့တူတာနေမှာပါ ဟောကုသကြီးကလည်းကုသကြီးမိမအိမ်မှာလေဘလို့ဒီခုံပြီးရောက် ငါလည်းတူတယ်လို့ပြောတာပါဒီမှာငါမိမလို့မပြောပါဘူးမင်းကလည်း ဒါနဲ့ရှင်တော့ဘာလာလောက်တာ အော်ဟိုဒီမှာအလုပ်လိုရဲဆိုလို့နှစ်နေရလိုရဲအဲ့ဒါ နှစ်ရလာတာ အော်မန်နေဂျာမအောင်လုပ်လိုက်မယ်လေဟာတယ်မအောင် ဟုတ်ကဲ့ပါကျေးဇူးပါ ကျေးဇူးပါ ထိုင်နေ โอ้ထိုင်တော့ဟိုမှာခုံနေကွာမင်းဟိုမှာထိုင်ရမှာဒီမှာဘလို့ထိုင်ရမှာလဲမင်းလေ မသိဘူးလေသူထိုင်ဆိုတော့ ဟောမင်းလေ sorry โอเค စမှုတန်တော့စမှုတန်မှာကွာဒီလိုခုံနေညာရှိတော့ မသိဘူး ဟို သူ က က ထို ထို င် င် မှာထိုင်ရတယ် ဟိုထိုင်ဆိုကျွန်တော်ထိုင်လိုက်တော့ဟို ဘယ်လိုလုပ်အဲ့ဒါဘာလို့အော်လာလို့ အောက်ကြီးသမီးတို့ကြကိုရအောက်ကြီးသမီးလေ ဟုတ်တယ်အကြီးသမီးလေမဟုတ်ပါဘူးအကြီးသမီးဆိုတာဟိုလိုရက်ကွက်အုပ်ချုပ်မှုသမီးကိုပြောတာမဟုတ်ဘူးလေကျမအဖေနေမဲ့အုပ်စိုးခံတဲ့အဲ့တော့ခင်းနဲ့မင်းနဲ့သူတွေကအုပ်ကြီးလို့ရင်းနှီးခေါ်တာ အာကျွန်တော်ရက်ကိုရအောက်ကြီးသမီးနဲ့ဗျာတပုံစံနဲ့ဗျာအမွားဆိုရုံနဲ့ဗျာ ဟောတက်ဆိုင်လာမြန် ကျမဒီဇိုင်းမန်နေဂျာလေးဘယ်လိုလုပ်ရက်ကွက်အုပ်ချုပ်မှုသမီးဖြစ်နိုင်မှာလဲ ဟုတ်ကဲ့ အော်ဒါနဲ့ရှင်တို့ကဒီကိုအလုံးလာလျှောက်ကြတာမလားအလုံးလာလျှောက်တာဆိုတော့ဟိုအလုံးလိုချင်လို့ပေါ့နော်ဟုတ်တယ်မလားကိုဖိုးထောင် ဟုတ်ပါတယ်ဗျာ ဖိုးထောင်ဆိုဘယ်လိုသိဟုတ် အော်ဟိုဖိုးထောင်ဆိုတဲ့နာမည်မျိုးကဟိုဒီလိုရုပ်ရည်မျိုးရှိတဲ့သူမျိုးနဲ့မှလိုက်တာလေအဲ့ဒါကြောင့်မလို့ကိုဖိုးထောင်လို့ခေါ်လိုက်တာ ဟုတ်တော်ရုံ ဖိုးထောင်ဆိုတာဒီလိုယုံမျိုးမှနာမည်ပေးလို့ရတယ် ဟုတ်တာပေါ့ ကျွန်တော်လည်းထောင်နိုင်ပါတယ် ဟုတ်တယ်လေ ကျွန်တော်လည်းဖိုးထောင်လို့ပေးလို့ရပါတယ်ဒါကိုပြောတာပါ အဲ့လိုရတာပဲဟော အော် ဟိုထားလိုက်ပါတော့ဟိုရှင်တို့ကအလုပ်ကိစ္စလာအလုပ်ကိစ္စလည်းပြောကြမယ်နော် ဟိုကျွန်တော်တို့ကဒီမှာအလုပ်လုပ်ရမယ်ဆိုရင်လေဘယ်နေရာမှာလုပ် အော်အဲ့ကိစ္စကကြတော့ဟိုကျမတယောက်တည်းနဲ့မပြီးပြီရှင် အော်ငါလေးတော့ပြီးဘူးလား ဟုတ်ကဲ့ဟိုကျမအပေါ်မှာတယောက်ရှိသေး အော်ညီမလေးအပေါ်မှာတယောက်ရှိသေးတာ လေးမှာဗော တော်လေးမှာနော်အော် ဟုတ်လေသူရထားရလား မင်းလည်းရထားမှာသူ့အပေါ်မှာဆိုတာဟိုဒါဆိုစိုက်ပိုင်ရှင်တထေးပေါ့ ဟုတ်တယ်ကျမပေါ်မှာကျမတထေးရှိသေးတယ်ဒါကိုပြောတာ ဟုတ်တယ်မြေလုံး ဒီနေ့တော့တော်တော်တူတယ်ဗျာအော် ဟုတ်ဒါကျမတို့ရဲ့ဆိုင်ပိုင်ရှင်ဝေဝေရဲ့ ဘယ်မေးရဝေဝေတဲ့ဘလူးရ အော်ဟိုနာမည်အရင်ကတော့ကိုဝေရဲ့